အဓိကအရေးကြီးဆုံးကဒီဘက်လက်3ချောင်း1ချောင်း2ချောင်း3ချောင်းအဲ့ဒါအရေးကြီးတယ်အဲ့ဒါပြီးတော့မှညာလက်စကင်ညာလက်စကင်တဲ့အခါမှာလဲသူက3မျိုးထဲမှာကိုင်နီး3မျိုးထဲမှာ overlapping ကိုင်မလား overlapping ဆိုတာကကျွန်တော်တို့ကဘယ်ဘက်လက်ညိုးပေါ်ညာဘက်လက်တန်းနဲ့ချားမှာတင်လိုက်တဲ့ဟာလေးပြီးရင်အလဲစစ်ထဲကိုထည့်လိုက်မယ်ပြီးရင်ဘယ်ဘက်လက်မကိုညာဘက်လက်ဘွားအသက်လမ်းကြောင်းကနေပြီးတော့ဖွက်လိုက်မယ်ဖွက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က natural grid ပုံမှန်ကိုင်းတဲ့ grid ရသွားပြီအဲ့ဒီမှာကလေးတွေအမျိုးသမီးတွေအတွက်ကကြတော့ little strong လို့ခေါ်ပါတယ်ဘယ်ဘက်ကိုနည်းနည်းလေးစောင်းပြီးကိုင်ရပါမယ်ဒီဘက်စောင်းပြီးကိုင်ရပါပထမကကျွန်တော်တို့က natural မှာကဒဲကိုင်တာဟုတ်လားနည်းနည်းလေးလက်မလေးနည်းနည်းလေးရိုင်ပြီးကိုင်ရပါမယ်ကိုင်ပြီးရင်ခုနအတိုင်းပဲ overlapping ဆိုလဲ overlapping အတိုင်းပဲလက်ကလေးနဲ့လက်ညှိုးကြားအောင်ရအောင်တင်မယ်အဲ့ဒါဆိုရင်အဆင်ပြေပါပြီဒုတိယတစ်မျိုးကကြတော့ဒီဟောကျွန်တော်အခုပြောပြပေးခဲ့တဲ့ video short tips လေးတွေအကုန်လုံးကအားလုံးအတွက်အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်